မယ်နော်ကြီးရတယ်ညီမရောဒီကောင်ကဘယ်လိုလုပ်တာကြည့်ကြဒီရောက်ပါရဘယ်ဖို့ဒါရရောရှာနေပြီးတော့ချွေပြီးတော့ဆက်နဲ့မချွေဘူးလား ဒီနေ့ချီ လက်နဲ့ပဲချွေရ ဒီနေ့ချီပုတ်တဲ့ဟုတ်အော်အဘောလင်းပုတ် လက်နဲ့ပုတ်ပြီးတော့ဆက်နဲ့ပြန်ချွေချွေပြီးတော့ဒီစပားတွေကိုပဲပို့อ่ะ အိမ်သုံးပဲလေ အိမ်သုံးပဲဖေးလိုက်တာ ဝါဆူလာ ဝါဆိုတော့တင်လာပါလေ ဝါဆူဒီဝါလာဘန် ဝါဆိုဝါကောင်ဒီဖောင်ဖောင်စပားကိုချွေနေတဲ့နေရာတွေရောက်ရှိလို့နေပါတယ်အော်ဒီဘက် site ခင်းမှာကကြသူတို့လည်းစပားတွေလည်း site ပြိုးကြတယ်ဒါပေမဲ့ဒီစပား site ပြိုးပြီးတော့ဒီကဆန်နေခါကြတော့ဆန်ခါကြသူတို့အိမ်သုံးအတွက်ပဲသူတို့လောက်တာပေါ့နော်အဲ့တော့သူတို့စပားကိုချွေနေတယ်ချွေပြီးသူတို့ဆက်နဲ့လည်းချွေကြရဲပေါ့နော်အဲ့တော့ဒီဟာကဒီစပား6တဲ့ဟာကိုသူတို့လက်နေဩစာဖြစ်တယ်ပြန်သုံးတယ်အဓိကဘယ်မှာသုံးလဲဆိုတော့သူတို့ကခုနကပေါ့နော်စက်တုဖြူ site ခင်းနေမှာပြန်ပြီးတော့ပြန်အုပ်တယ်ပေါ့နော်ဒါလေးကိုသူတို့ဒီဟာလေးသူကကျွဲလဲကျွေးရတာနွားလဲကျွေးတယ်ပြီးတော့ဒီစိုက်ခင်းမှာပြန်မုန်းတာပေါ့ဒီကဲမှာသူတို့စပားတွေချွေနေရတယ်လိုက်တော့ကြည့်ရအောင်